နိုင်ငံခြားဝင်ငွေလဲကောင်းအနာဂတ်လဲလှတဲ့တမောသားအလုပ်ကိုစိတ်ဝင်စားနေပြီလားဒါပေမဲ့စိတ်ဝင်စားရုံနဲ့မရပါဘူးအခြေခံတည်ထားရမယ်အချက်10ချက်ရှိပါတယ်ဒါတွေကိုမသိဘဲနဲ့ဒီလောကထဲခြေမလန်းလိုက်ပါနဲ့မြန်မာလူငယ်များအတွက်တမောသားလမ်းညွှန်နံပါတ်1ကျမ်းမာရေးနံပါတ်1တမောသားဖြစ်ဖို့ပထမဆုံးတကားကတော့ကျမ်းမာရေးပါပဲတခြားအလုပ်တွေလို့မဟုတ်ပဲတမောပေါ်မှာကဆရာဝန်အမြဲမရှိနိုင်ပါဘူးဒါကြောင့်နှလုံးစီးကြိုသွေးတို့စတဲ့ယောဂအခန်းတွေမရှိဖို့အရန်အရေးကြီးပါတယ်မျက်စိအားကောင်းမှုလည်းလိုသလိုပင်လေလိုင်းတံကိုခံနိုင်ရရှိမယ်ခန္ဓာကိုယ်မျိုးပြင်ဆင်ထားရပါမယ်ကျမ်းမာရေးလိုက်ထားပါဂျင်းဆော့ထားပါနံပါတ်2ပညာရေးအခြေခံအနည်းဆုံး grade 12အောင်ထားဖို့လိုပါတယ်အရင်ခေတ်တကွာဆိုရင်တော့10တန်းပေါ့အခုခေတ်ကတော့ grade 12အောင်ထားဖို့လိုပါတယ်လေတန်းအောင်နေလေတမောသားဖြစ်လို့ရပါမယ်အရန်အကန့်အသတ်တွေများတဲ့အတွက်ကြောင့်မို့ grade 12အောင်တာကအကောင်းဆုံးပါ grade 12အောင်ပြီးလို့အမှတ်မိရဲဆိုရင်ရေချောင်းကောလိပ်ရေချောင်းတက္ကသိုလ်တို့ကျောင်းမျိုးကိုရွေးချယ်ပြီးတော့တက်လို့ရပါတယ်အကယ်၍ကိုကအဲ့လိုမျိုးကျောင်းတွေမတက်ချင်တော့ဘူးဆိုရင်လဲတမောသားဖြစ်လို့ရပါတယ်ဘာလို့လဲဆိုတော့တမောဘော်ကမန်နျူရယ်စာအုပ်တွေအမိန်ပေးတာတွေကအင်္ဂလိပ်လိုဖြစ်နေလို့အင်္ဂလိပ်စာအခြေခံကောင်းလေးယာလူတက်ဖို့လွယ်ကူလေးပါပဲနံပါတ်3စီမံဘုတ်တမောသားစာအုပ်ဒါကတော့ကျွန်တော်တို့တမောသားတွေရဲ့ passport ပါပဲဒီစာအုပ်မရှိရင်တမောဘော်လည်းတက်လို့မရပါဘူးတတ်မှတ်ထားတဲ့သင်တန်းတွေတက်ပြီးမှ DMA မှာစနစ်တကျရှောက်ထားရတာမျိုးဖြစ်ပါတယ်နံပါတ်4 ATCW သင်တန်းအတက်ကဲအတက်ပညာ ATCW ဆိုတာနိုင်ငံတကာစံချိန်နဲ့အညီတက်ရမယ်သင်တန်းပါမိငိမ့်သက်နီအတက်ကဲလေးစီးနီပထမဦးစားပေးရှေးဦးသူနာပြုနည်းတွေသင်ရမှာပါအလုပ်လုပ်ဖို့တွေမကပဲကိုယ့်အသက်ကိုကယ်ဖို့ကိုယ့်ရဲ့အဖွဲ့သားတွေရဲ့အသက်ကိုကယ်ဖို့အတွက်ပါတက်ထားရမယ်ပညာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအန်ကဝိုင်းစီမံစာပေရဲ့တင်းညံ promotion တွေအတိပေးခြင်းလို့ပါဒီနေ့ကနေစပြီးတော့ April လကုန်အထိအန်ကဝိုင်းစီမံစာပေရဲ့ဘယ်ဝန်ဆောင်မှုကိုယူ10%ရှော့စီရယူလိုက်ပါအန်ကဝိုင်းစီမံစာပေမှာတင်ကြားနိုင်တဲ့အင်တာဗျူးသင်တန်းများကိုလည်းvideo class ရခင်2000သေးမှာယခု1000ခွဲကျပ် face to face class ရခင်9000မှာယခု6000ကျပ်အသီးသီးရှော့စီများရယူပြီးအင်တာဗျူးသင်ကြားနိုင်ပါတယ်နံပါတ်5အသက်အရွယ်ကန့်သက်ချက်အသက်18နှစ်ပြည့်ရင်စတင်လျှောက်ထားလို့ရပါပြီဒါပေမဲ့လူသစ်အနေနဲ့စမယ်ဆိုရင်တော့အသက်25မကျော်တာကအကောင်းဆုံးပါ DMA ရဲ့ဥပဒေတွေအရအသက်24နဲ့6လဆိုရင်လူသစ်ဖြစ်ခွင့်ဟာပိတ်ဆုံးသွားပါပြီဒါကြောင့်မို့အသက်24အသက်25နှစ်မကျော်ခင်တမောသားဖြစ်ဖို့စတင်လုပ်ကိုင်ရမယ်မြန်မြန်စဉ်းစားပါမြန်မြန်ဆုံးဖြတ်ပါနံပါတ်6တရားမဝင်အလုပ်တွေကိုရှောင်ပါလောဘနောက်ကိုလိုက်ပြီးတော့တရားမဝင်ရည်နှံတင်တာမျိုးဥပဒေနဲ့မကင်းတဲ့တမောတွေရောမတက်မိဖို့သတိပေးခြင်းပါတယ်ဒါဟာကိုယ့်ရဲ့ကရိယာတစ်ခုလုံးကိုဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲစိတ်ချရတဲ့ agency ကိုပဲရွေးချယ်ပါနံပါတ်9လာစာနဲ့ဝင်ဝေလာစာကောင်းတာတော့ဟုတ်ပါတယ်ဒါပေမဲ့လူတစ်ဘဝမှာတော့လာစာနည်းနည်းနဲ့အတွေ့အကြုံအရင်ယူရတတ်ပါတယ်ဒေါ်လာ100က100 300ကနေပြီးတော့စပြီးတော့ကျိုးစရပေမဲ့ကျိုးစားရင်ဒေါ်လာထောင်ချီရတဲ့အရာရှိဘဝကိုရောက်နိုင်တဲ့လမ်းကြောင်းရှိပါတယ်နံပါတ်8အတအာမခံ insurance ပင်နေပြင်ဆိုတာခံမှန်းရခတ်ပါတယ်ဒါကြောင့်မိသားစုအတွက်ရောကိုယ့်အတွက်ပါစိတ်အေးရမယ်မြန်မာ insurance မှာတမောသားအသက်အာမခံမဖြစ်မနေထားရှိသင့်ပါတယ်ပုဂ္ဂလိကအာမခံတွေလည်းရှိသလိုကိုယ်အစဉ်ပြေမဲ့အာမခံကိုရွေးပြီးတော့အာမခံထားသင့်ပါတယ်နံပါတ်9စိတ်ဓာတ်ခိုင်မာမှုဒါကအရေးကြီးဆုံးပါအိမ်နဲ့ဝေးရမယ်ချစ်ရသူတွေနဲ့ခွဲရမယ်ရာသီဥတုဆိုးတာတွေကြုံရမယ်ဒါတွေကိုကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ရှိမှပင်နယ်ပြင်မှာရေရှည်ရပ်တည်နိုင်ပါမယ်
နံပါတ်10ယုံကြည်စိတ်ချရတဲ့ agency SRP နောက်ဆုံးချက်ကတော့ agency ရွေးတာပါဒီ agency က license ရှိလားစာချုပ်ထဲမှာဘာတွေရေးထားလဲတေချာဖတ်ပါမရှင်းမလင်းပဲလက်မှတ်မထိုးပါနဲ့တမောသားလောကဆိုတာစကလုံးတစ်လုံးလက်မှတ်တစ်ချက်ကအရန်အရေးကြီးပါတယ်ကိုဘွားကိုအနှံ့ရမှာဖြစ်လို့တေချာစစ်ဆေးဖို့လိုအပ်ပါတယ်အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းဒီလိုမျိုးတန်မိုးရှိတဲ့ content တွေထပ်လုပ်ပေးသွားပါဦးမယ် like and follow တွေလုပ်ပေးခဲ့ပါကျေးဇူးတင်ပါတယ်